သူဟာဟိုင်ချမ်းမျိုးရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ပေါ့ဒါပေမဲ့ကန်ဆိုးမှုမှောင်ကျပြီးမတော်တဆမှုတစ်ခုကြောင့်ခြေထောက်နှစ်ဖက်လုံးမတန်ဆွမ်းဖြစ်သွားခဲ့ရတယ်အဲ့ဒီအချိန်ကစပြီးသူဟာအရင်ကနဲ့မတူပဲဒေါသကြီးပြီးစိတ်တူလွယ်တဲ့သူဖြစ်လာခဲ့တာပါအိမ်ကအိမ်ဖော်တွေကိုလည်းတယောက်ပြီးတယောက်မောင်းထုတ်ပြစ်လေးရှိတယ်လို့အိမ်ဖော်တွေကလည်းသူ့ကိုချင်းသိကြီးတစ်ကောင်လိုကြောက်နေကြရတယ်နောက်ဆုံးမှာတော့ဘဲအိမ်ဖော်အေဂျင်စီကမှသူ့အိမ်ကိုလူမလို့ရဲတော့တဲ့အထိ blacklist အတွင်းခံလိုက်ရပါတော့တယ်တစ်ဖက်မှာလည်းကောင်မလေးကတက္ကသိုလ်တက်ခွင့်ရခဲ့ပေမဲ့မိသားစုကအရန်ဆင်းရဲနေရှာတယ်သူ့အမေကတော့မိသားစုစားဝတ်နေရေးအတွက်တထေးအိမ်တစ်ခုမှာအိမ်ဖော်ဝင်လုပ်ပေးနေရတာပေါ့ဒါပေမဲ့မမျှော်လင့်ပဲအမေဖြစ်သူကအလုပ်လုပ်ရင်းချော်လဲပြီးခြေထောက်ကျိုးသွားခဲ့တယ်ကျောင်းလာစာအတွက်ငွေလိုနေတဲ့ကောင်မလေးဟာအကြံတစ်ခုရသွားပြီးသူ့မိနေရာမှာအစားထိုးဝင်လုပ်ဖို့အတွက်အမေလိုမျိုးရုပ်ဖြတ်ပြီးအဲ့ဒီတထေးအိမ်ကိုသွားခဲ့ပါတယ်တထေးအိမ်ရောက်တော့သူ့အကူကိုပြုစုပေးမဲ့သူပေါ်လာလို့ညီဖြစ်သူကဝမ်းသာအားရကြိုးဆိုပေးမဲ့ CEO ဖြစ်သူကတော့လုံးဝသဘောမကျပါဘူးသူကဒီအိမ်ဖော်ကို3ရက်အတွင်းအိမ်ကနေအပြီးမောင်းထုတ်ပြစ်မယ်လို့ကြုံရခဲ့တယ်နောက်နေ့ကစပြီးတထေးကြီးဟာကောင်မလေးကိုညီမျိုးစုံနဲ့စပြီးပညာပြပါတော့တယ်ကောင်မလေးကဟင်းတွေအများကြီးချက်ကျွေးပေမဲ့သူကတော့အရသာကပုတ်ပြက်ပြက်ပဲဆိုပြီးတလုံးမှမစားပဲညှင်းလွတ်ခဲ့တယ်ကောင်မလေးကမြဘာလို့ရမှန်းမသိပဲကြောင်အန်းဖြစ်သွားရတာပေါ့နောက်နေ့မနက်အထိစပွဲပေါ်ကဟင်းတွေကတစုံမှမထိရသေးတဲ့အတိုင်းပါပဲအဲ့ဒီအချိန်မှာညီဖြစ်သူအိမ်ပြန်ရောက်လာပြီးအကိုဖြစ်သူကအိမ်ဖော်ကို3ရက်အတွင်းထွက်သွားအောင်လုပ်မယ်လို့ပြောထားတာကိုတတိယသွားတယ်။ဒါကြောင့်သူကကောင်မလေးကိုအကိုဖြစ်သူရဲ့အကြိုက်တွေကိုအကုန်လိုက်ပြောပြနေတော့မှပဲ CEO ကြီးကအပြင်ထွက်လာပါတယ်။ကောင်မလေးကမင်းညကလည်းဘာမှမစားထားတော့ဗိုက်စာနေမလားဆိုပြီးဗိုက်စာလာလို့လှမ်းမေးပေမဲ့တထေးကြီးကတော့အေးဆက်ဆက်နဲ့မစားဘူးလို့ပဲပြန်ပြောပြီးထွက်သွားဖို့ပြင်ပြန်တယ်။ဒီတစ်ခါတော့ကောင်မလေးကသူ့ကိုကြံပင်းကွေးလေးထုတ်ကျွေးပေမဲ့သူကတော့မစားဘူးဆိုတဲ့စကားကိုပဲထပ်ပြောနေတော့မှပဲဒါကိုကြည့်နေတဲ့ညီဖြစ်သူကစိတ်မရှိတော့ပဲမစားရင်ငါပဲစားမယ်ဆိုပြီးလူစားပြလိုက်တော့မှတထေးကြီးကမျက်နှာပြက်ပြက်နဲ့ထွက်သွားပါတော့တယ်ညီဖြစ်သူကတော့အကိုဖြစ်သူဒီတိုင်းဆိုဘိုင်ဟောင်းလောင်းဖြစ်တော့မှကိုစိုးရိမ်နေတာပေါ့အဲ့ဒီမှာကောင်မလေးကအကြံတစ်ခုရသွားတယ်အဲ့ဒီနေ့ကစပြီးသူဘာဟင်းမှမချက်တော့ဘူးလေဗိုက်စာလာတဲ့ CEO ကြီးကဒီနေ့ဘာမှမချက်ဘူးလားလို့လှမ်းမေးတော့ကောင်မလေးကရှင်မမစားချင်တာအဲ့ဒါကြောင့်မချက်တော့တာလေလို့ပြန်ပြောလိုက်တယ်ပြီးတော့အနားကိုတိုးသွားပြီးတကယ်ပဲဘိုက်မစားဘူးလားလို့ထပ်မေးလိုက်တော့သူကမျက်နှာကြီးမောင်ပြီးမစားဘူးဆိုပြီးထွက်သွားပြန်ရောဒါပေမဲ့ညဘက်ရောက်တော့ဗိုက်စာလုံးလို့ရင်တုံလာတဲ့တထေးကြီးဟာရေခဲတတာထဲမှာစားစရာလိုက်ရှာပါတော့တယ်အဲ့ဒီမှာကောင်မလေးနေ့လေကချက်ထားတဲ့ထမင်းကြော်ကိုတွေ့ပြီးအငမ်းမရစားပါတော့တယ်ကျက်ဥထမင်းကြော်ကဒီလောက်တောင်အရသာရှိမှန်းသူပထမဆုံးအကြိမ်သိသွားခဲ့တာပါဒီမြင်ကွင်းကိုတော့ထောက်တနေရာကနေကောင်မလေးနဲ့ညီဖြစ်သူတို့ချောင်းကြည့်ပြီးသဘောကျနေကြတာပေါ့အဲ့ဒီနေ့ကစပြီးတထေးကြီးဟာထမင်းငက်ခံဆန္ဒပြတာမျိုးမလုပ်တော့ပဲကျွေးသမျှအကုန်ပြောင်းအောင်စားပါတော့တယ်စိတ်အေးလက်အေးနဲ့လည်းကုမ္ပဏီလုပ်တွေကိုပြန်လုပ်နိုင်လာခဲ့တယ်ဒါပေမဲ့ဒီနေ့မှာတော့သစိမ်းတယောက်အိမ်ကိုရောက်လာပြီးတထေးရဲ့တငယ်ချင်းပါလို့ပြောပေမဲ့ကောင်မလေးကတော့ကြည့်ရတာတမျိုးပဲလို့ခံစားနေရတယ်အဲ့ဒီလူကတထေးရဲ့စာကြည့်ကန်းထဲဝင်သွားတော့သူထေးကဒေါသအကြီးနဲ့မောင်းထုတ်ခဲ့တယ်အဲ့ဒီလူကတထေးကိုအခုတော့မင်းကချီမတန်တဲ့သူဖြစ်နေပြီးမင်းရဲ့စစ်ဆက်ထားတဲ့သူတောင်ထွက်ပြေးသွားပြီးဆိုပြီးလှောင်ပြောင်ပါတော့တယ်တထေးကြီးကအရန်ဒေါသထွက်ပြီးပါလေငါ့ကိုရိုက်ချင်လို့လားလေလာရိုက်လိုက်စမ်းပါလို့ပြန်អော်လိုက်တဲ့အချိန်မှာပဲကောင်မလေးကအဲ့ဒီလူရဲ့မျက်ခွက်ကိုလက်သီးနဲ့ဝေယံပြီးတက်တက်ကြီးထိုးချလိုက်ပါတော့တယ်ဒီလိုရဲ့ကြောင့်တထေးကြီးဟာကောင်မလေးကိုအမြင်တက်နဲ့ပြန်ကြည့်သွားရတယ်လို့ကောင်မလေးကလည်းအဲ့ဒီလူကိုစက်တိုက်ထိုးနေနေတာကြောင့်အဲ့ဒီလူခါများဘာမှပြန်မပြောနိုင်ပဲဖြစ်သွားရတယ်ဒေါသထွက်သွားတဲ့အဲ့ဒီလူကပြန်တိုက်ခိုက်ဖို့ကြိုးစားရင်းနဲ့သူတို့နှစ်ယောက်လုံးထွေးတက်ဖို့ဖြစ်ကြတဲ့အချိန်မှာကောင်မလေးရဲ့စပင်တုကိုအဲ့ဒီလူကဆွဲမိသွားပါတယ်။ကောင်မလေးထိခိုက်မှဆိုလို့တထေးကြီးကလှမ်းဆွဲလိုက်ပေမဲ့စပင်တုကကျွတ်ထွက်သွားပြီးကောင်မလေးဟာတထေးကြီးရဲ့ဝီးချဲပေါ်ကိုတန်တန်မတ်မတ်ကြီးပြုတ်ကျသွားပါတော့တယ်